ဇလန်းအစမှာတော့နဂါးစစ်တီတော်ဖြစ်တဲ့ပန်ဒါကြီးပိုးဟာငြိမ်းချမ်းရေးတောင်ကြားမှာလူချစ်လူခင်များပြီးပျော်ရွှင်စွာနေထိုင်နေပါတယ်။သူဟာရွာသားတွေကိုကာကွယ်ပေးရင်းစိုင်တစ်ဖွင့်ပွဲတွေမှာဖဲကြိုးဖြတ်ပေးရင်းနာမည်ကြီးနေချိန်ပေါ့။ဒါပေမဲ့သူ့ဆရာသခင်ရှိဘူးကပိုးကိုအရေးကြီးတဲ့သတင်းတစ်ခုပြောပြလာပါတယ်။အဲ့ဒါကတော့ပိုးအနေနဲ့နဂါးစစ်တီတော်ယာရုကနေအနားယူပြီးငြိမ်းချမ်းရေးတောင်ကြားရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်အဖြစ်ယာရုတက်ရတော့မယ်ဆိုတာပါပဲ။ဒီယာရုကိုလက်ခံဖို့အတွက်ပိုးဟာနဂါးစစ်တီတော်တစ်တယောက်ကိုရှာဖွေပြီးလေ့ကျင့်ပေးရပါမယ်။ပိုကတော့ဒီအပြောင်းလဲကိုတိတ်မလိုလားပါဘူး။သူကကွန်ဖူးတိုက်ခိုက်ရတာကိုပဲနှစ်သက်ပြီးဝိညာဉ်ရေးရာဆရာကြီးတဆူလိုတရားထိုင်ဉာဏ်ပညာပေးရမယ့်အလုပ်ကိုမလုပ်ချင်ပါဘူး။ရှိဘူးစီစဉ်ပေးတဲ့နဂါးစစ်တီတော်ရွေးချယ်ပွဲမှာလည်းဘသူ့ကိုမှသဘောမကျပဲပွဲဖြတ်ခဲ့ပါတယ်။တညမှာတော့ကြောက်စိမ့်နန်းတော်ထဲကိုတခိုးတယောက်ဝင်လာတာကိုပိုမိသွားပါတယ်။အဲ့ဒီတခိုးကတော့ဂျန်လို့ခေါ်တဲ့မြေခွေးမလေးဖြစ်ပါတယ်။သူမကရှေးဟောင်းလက်နက်တွေကိုခိုးဖို့ကြိုးစားတာပါ။ပိုကသူမကိုဖမ်းဆီးပြီးထောင်ချဖို့လုပ်နေတော့မှပဲသတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ပိုရဲ့ဟိုးအရင်ရန်သူဟောင်းဖြစ်တဲ့ကြာတစ်ဆိုးကြီးတိုင်လွန်းတဖန်ပြန်လဲအသက်ရှင်လာပြီးရွာတရွာကိုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းပါ။ပိုလည်းအံ့ဩသွားပေမဲ့ဂျန်ကတော့ဒါဟာတိုင်လွန်းအစ်စ်မဟုတ်ပဲကမီလီယန်လို့ခေါ်တဲ့ဆုံးမကြီးရဲ့လက်ချက်ဖြစ်ကြောင်းပြောပြပါတယ်။ကမီလီယန်ဟာပုံစံမျိုးစုံပြောင်းလဲနိုင်တဲ့စွမ်းအားရှင်ဖြစ်ပြီးသူမရဲ့ရည်မှန်းချက်ကကွန်ဖူးဆရာသခင်တွေရဲ့စွမ်းအားတွေကိုစုပ်ယူဖို့ပါ။ဂျန်ကသူမဟာကမီလီယန်ရှိရာဂျူနီပါစီတီကိုလမ်းပြပေးနိုင်တယ်လို့ကမ်းလှမ်းလာတဲ့အခါပိုတယောက်သဘောတူပြီးသူတို့နှစ်ဦးခရီးထွက်ခဲ့ကြပါတယ်။ပိုနဲ့ဂျန်တို့ခရီးသွားနေစဉ်မှာပိုရဲ့ဖခင်နှစ်ဦးဖြစ်တဲ့ငန်းဖေဖေနဲ့ပန်ဒါဖေဖေတို့ကလည်းတားဖြစ်သူစိတ်မချတာနဲ့နောက်ကနေတိတ်တဆိတ်လိုက်လာကြပါတယ်။လမ်းခရီးမှာပိုဟာဂျန်ရဲ့လိမ္မာပါနှက်မှုနဲ့လမ်းဘေးနီးဖြူဟာတွေကိုတွေ့မြင်ရပြီးသူတို့နှစ်ဦးကြားမှာတန်ရောစဉ်နည်းနည်းချင်းတိုးလာပါတယ်။ပိုကဂျန်ကိုကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်စေခြင်းနဲ့စိတ်နဲ့ဆုံးမသွန်သင်မှုတွေလုပ်ပေးခဲ့ပါတယ်။သူတို့ဟာလူဆိုးတွေပြည့်နှက်နေတဲ့အရက်ဆိုင်တစ်ဆိုင်မှာရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပေမဲ့ပိုနဲ့ဂျန်တို့ပူးပေါင်းပြီးအနိုင်ယူနိုင်ခဲ့ကြပါတယ်။ဂျူနီပါစီတီကိုရောက်တဲ့အခါမြို့ကအရန်စီကားပြီးရှုပ်ထွေးနေပါတယ်။သူတို့နှစ်ဦးဟာမြို့အောက်ထက်ကတခိုးကိုင်းကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာဂျန်ရဲ့မိတ်ဆွေဟောင်းတွေနဲ့တွေ့ဆုံပြီးကမီလီယန်ရဲ့နန်းတော်ထဲကိုဝင်ရောက်ဖို့အစီအစဉ်ဆွဲကြပါတယ်။နန်းတော်ထဲကိုခက်ခက်ခဲခဲဝင်ရောက်ပြီးတဲ့နောက်မှာတော့ဇလန်းရဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာပါတယ်။ပိုဟာကမီလီယန်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံတဲ့အခါမှာဂျန်ဟာတကယ်တော့ပိုဘက်ကမဟုတ်ပဲကမီလီယန်ရဲ့လူဖြစ်ကြောင်းပေါ်သွားပါတယ်။ဂျန်ဟာငယ်စဉ်ကတည်းကမိဘမဲ့ဖြစ်ပြီးလမ်းဘေးမှာခက်ခဲစွာကြီးပြင်းခဲ့ရသူပါ။ကမီလီယန်ကသူမကိုကယ်တင်ပြီးမွေးစားခဲ့တာကြောင့်ကျေးဇူးကြွေးရှိနေတာပါ။ကမီလီယန်လိုချင်တာကပိုလက်ထဲကဉာဏ်ပညာတောင်ဝေးဖြစ်ပါတယ်။ဒီတောင်ဝေးရှိမှသာဝိညာဉ်ကဘာတကားကိုဖွင့်ပြီးတည်ဆုံးသွားတဲ့ကွန်ဖူးဆရာကြီးတွေရဲ့ဝိညာဉ်ကိုခေါ်ယူနိုင်မှာဖြစ်ပါတယ်။ဂျန်ကပိုကိုလှည့်စားပြီးတောင်ဝေးကိုကမီလီယန်လက်ထဲအပ်လိုက်ပါတယ်။ကမီလီယန်ကပိုကိုတန်တိုင်းတွေခတ်ထားတဲ့လှောင်အိမ်ထဲပစ်ချလိုက်ပြီးတောင်ဝေးကိုအသုံးပြုကဝိညာဉ်ကဘာတကားကိုဖွင့်လိုက်ပါတော့တယ်။ကမီလီယန်ဟာဝိညာဉ်ကဘာကနေပိုရဲ့ရန်သူဟောင်းတွေဖြစ်တဲ့တိုင်လွန်းလော့ရှန်နဲ့ဘိုးချုပ်ကင်ပါဝင်ကွန်ဖူးဆရာကြီးများစွာကိုဆင့်ခေါ်လိုက်ပါတယ်။ဒီအချိန်မှာပိုကလှောင်အိမ်ထဲကနေလွတ်မြောက်ဖို့ကြိုးစားနေတော့သူ့ဖခင်နှစ်ဦးရောက်လာပြီးကယ်တင်လိုက်ပါတယ်။ဂျန်ကလည်းသူမရဲ့လုပ်ရက်အပေါ်နောင်တရပြီးပိုဘက်ကိုပြန်ပါလာပါတယ်။သူမဟာတခိုးကိုင်းကမိတ်ဆွေတွေကိုစီယုံပြီးကမီလီယန်ရဲ့စစ်တပ်ဖြစ်တဲ့ကိုမိုရိုနဂါးစစ်တီတွေကိုတိုက်ခိုက်ကြပါတယ်။ကမီလီယန်ဟာဝိညာဉ်ကဘာကနေပိုရဲ့ရန်သူဟောင်းတွေရဲ့ကွန်ဖူးစွမ်းအင်တွေကိုစုပ်ယူလိုက်ပြီးသူမကိုယ်တိုင်အားလုံးထက်တာလွန်တဲ့စွမ်းအားရှင်ကြီးဖြစ်လာပါတယ်။ပိုဟာကမီလီယန်နဲ့တူချင်းရှင်ပြိုင်တိုက်ခိုက်ပါတယ်။ကမီလီယန်ဟာပိုရဲ့ပုံစံအပါဝင်သူမစုပ်ယူထားတဲ့ဆရာသခင်တွေရဲ့ပုံစံမျိုးစုံကိုပြောင်းလဲပြီးတိုက်ခိုက်တာကြောင့်အတော်လေးခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ဂျန်ကပိုဘက်ကဝင်ရောက်ကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ပိုဟာဂျန်ကိုယုံကြည်စွာနဲ့တိုက်ပွဲဝင်ခိုင်းပြီးသူကိုယ်တိုင်ကတော့ကမီလီယန်ကိုအဆုံးသတ်တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်။ပိုဟာနဂါးစစ်တီတော်ပီတာစွာနဲ့ကမီလီယန်ကိုအနိုင်ယူလိုက်ပြီးသူမစုပ်ယူထားတဲ့ကွန်ဖူးစွမ်းအင်တွေကိုပိုင်ရှင်တွေစီပြန်ပေးနိုင်ခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးတဲ့အခါတိုင်လွန်းဟာပိုကိုကြည့်ပြီးနဂါးစစ်တီတော်စစ်ဖြစ်ကြောင်းအတိမတ်ပြုဝန်ခံခဲ့ပါတယ်။တိုင်လွန်းကကမီလီယန်ကိုဖမ်းချုပ်ပြီးဝိညာဉ်ကဘာထဲကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။တခြားဆရာသခင်တွေလည်းပိုကိုအယိုအသေးပြုပြီးပြန်သွားကြပါတယ်။ငင်းငယ်ရေးတောင်ကြားကိုပြန်ရောက်တဲ့အခါပိုဟာနဂါးစစ်တီတော်တဲ့အဖြစ်ဘသူကိုရွေးချယ်မယ်ဆိုတာဆုံးဖြတ်လိုက်ပါပြီ။အဲ့ဒါကတော့ပြောင်းလဲသွားပြီဖြစ်တဲ့မြေခွေးမလေးဂျန်ပဲဖြစ်ပါတယ်
ဆရာရှိဘူးကအစပိုင်းမှာသဘောမကျပေမဲ့နောက်ဆုံးမှာလက်ခံလိုက်ပါတယ်ဇလန်အဆုံးမှာတော့ပိုချန်နဲ့ကြားမမြောက်တောင်ပန်နီမွေကင်းမီကောက်တို့အားလုံးပျော်ရွှင်စွာနဲ့ဂျန်ကိုလေ့ကျင့်ပေးနေကြတာကိုပြသရင်းရုပ်ရှင်ပြီးဆုံးသွားပါတယ် Channel ကို Like and Subscribe လုပ်ပြီးအားပေးနိုင်ပါတယ်